လို့လေပထမချက်physical foundation ပေါ့နော် physical foundation လို့ပြောတဲ့အခါမှာဘာတွေပါလဲဆိုရင် physical foundation လို့ပြောတဲ့အခါမှာကျွန်တော်ဟန်ချက်ညီဖို့လို့လေဘောလုံးကစားတဲ့အခါမှာဟန်ချက်ညီဖို့လို့လေဆိုတော့ဘောလုံးကန်တာကပြေးတာလေပြေးရခုံနေအုံနောက်ပါကစားရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီခန္ဓာကိုယ်တစ်ခုလုံးကိုဟန်ချက်ညီဖို့လို့လေဒီအုံနောက်မှာစရွေးကျွန်တော်တို့ဒီခြေထောက်ထိပေါ့နော်ဟန်ချက်ညီဖို့လို့လေပထမချက်ဒုတိယချက်အနေနဲ့ကတော့ကျွန်တော်တို့ကခြေသလုံးကြွက်သားပေါင်းကြွက်သားပြီးရင်တင်မကြွက်သားကောင်းမှုလို့ရတယ်နောက်ဆုံးချက်နေရတော့ဒီ core muscle လို့ခေါ်တဲ့ဒီကျွန်တော်ကန်တဲ့အခါမှာအထောက်အကူပြုတဲ့အရာပေါ့နော်ကျွန်တော်ကန်တဲ့အခါမှာကစ်ကိုကစ်အားရှိဘူးလို့ရတယ်နော်ဆိုလိုတာကမိတ်ဆွေဒီကြွက်သားကြီးတာကြွက်သားသေးတာနဲ့မဆိုင်ပါဘူးကြွက်သားကြီးတဲ့လူတွေဆိုလဲကြွက်သားကြီးတဲ့လူတိုင်းလည်းကစ်ပြင်းတာမဟုတ်သလိုကြွက်သားမရှိတဲ့လူတိုင်းလည်းမရှိဘူးလို့ပြောချင်တဲ့အခါမှာကြွက်သားသေးတယ်ပေါ့နော်သူချစ်တော့ကြွက်သားတော့မပေါ်ဘူးတိုးပေမဲ့လည်းသူကဘာလို့ကစ်ပြင်းတာလဲဥပမာကျွန်တော်ဥပမာနမူနာပေးရရင်ကြွက်သားကြီးတဲ့ player ထဲမှာကျွန်တော်ဟိုမျက်စိနဲ့တန်းမြင်တာကဘရာဇီးနိုင်ငံသား Mr. Hot နော် Hot ဆိုရင်သူ့ရဲ့ခြေသုံးကြွက်သားကြောက်ဖို့လည်းကောင်းတယ်သူ့ရဲ့ KR လည်းကြောက်ဖို့ကောင်းတယ်ဟုတ်တယ်နော်သူ့ရဲ့ KR လည်းကြောက်ဖို့ကောင်းတယ်သူ့ရဲ့ခြေသုံးကြီးရတယ်ကြောက်ဖို့ကောင်းတယ်အကောင်ကြီးရတယ်ကြီးပြီ Okay သူတယောက်တည်းကစ်ပြင်းတာဆိုတော့ no ကျွန်တော်ခြေသုံးကြွက်သားသေးတဲ့လူဘယ်သူရှိမလဲဒါပေမဲ့ကျွန်တော်အခုလူငယ်တွေထဲမှာကျွန်တော်တို့ဒီမြင်အောင်ပြောရမယ်ဆိုရင်ဘာစီလိုနာမှာကစားတယ်လမိုင်းရမဲပေါ့နော်ရမဲဆိုရင်သူတီးခြေသုံးကြွက်သားဟော့နေဆိုရင်စင်နဲ့ဟိုဘယ်လိုပြောမလဲစင်နဲ့ကြောင်စင်နဲ့ကြောင်လောက်တော့မစင်နဲ့ခွေးလောက်ပဲရှိမှာပေါ့နော်ဆိုတော့သူ့ကျွန်တော်က30စံနဲ့နှိုင်းတာမဟုတ်ကျွန်တော်ဥပမာပေးတာဆိုတော့ရမဲလမိုင်းရမဲလဲဘာလို့ကစ်ပြင်းလဲအဓိကကသူတို့ဒီကြန့်ခိုင်မှုလို့ပြောတဲ့ခါမှာမာဆေကြီးတာသေးတာမဆိုင်ဘူးလူတယောက်ရဲ့သူ့ရဲ့ဒီ original ကြန့်ခိုင်မှုရဲ့ပြီးတော့သူ training လုပ်တဲ့ပေါင်းဆန်းလိုက်ပြီဆိုရင်ဒီဟာကတကယ်ကိုမှကျွန်တော်ဘောလုံးတွင်မိနစ်90ကန်မှုအတွက်ကျွန်တော်အဆင်သင့်ဖြစ်ပြီလို့ပြောလို့ရတယ်ဒါပေမဲ့ဒါရင်လားဆိုတော့မဟုတ်သေးဘူးကျွန်တော်တို့မှာဘောလုံးကစားတဲ့အခါမှာ physical ပိုင်းရတော့ဒီကပြီးတော့မှ second အနေနဲ့ကျွန်တော်ဘာတွေပြောရမလဲဆိုတော့ဒီဘောလုံးအသိပညာပေါ့နော်ဘောလုံးဘယ်လိုကစားရမလဲဒီလိုဆရာတွေနီးပြရရှိကtrainer တို့စသဖြင့်ပေါ့နော်အများကြီးရှိရပေါ့ဒါပေမဲ့ကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာကျွန်တော်ဘောလုံးမကန်ခင်ဒီချက်လေးတွေကိုလိုက်လုပ်ကြည့်ပါဒီချက်လေးတွေလိုက်လုပ်ကြည့်မယ်ဆိုရင်မိတ်ဆွေအနေနဲ့ဘောလုံးကိုကောင်းကန်တတ်မှာမိနစ်90လုံးကွင်းထဲမှာမိတ်ဆွေဒီဘောလုံးကိုကောင်းကန်နိုင်လိမ့်မယ်လို့ကျွန်တော်ထိချပြောနိုင်ပါတယ်ဘောလုံးနဲ့မထိလို့ရင်ဘာလို့ဘောလုံးအခြေခံကိုပို့ပြီးခိုင်အောင်လုပ်လဲဆိုတော့ကျွန်တော်ဘောလုံးရဲ့အတက်ပညာတွေပေါ့နော်ဘောလုံးကန်ခြင်းရဲ့အတက်ပညာရဲ့အစားအခြေခံကဒီ physical ပိုင်းပဲเนาะကျွန်တော်ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိမှကျွန်တော်ကနောက်တစ်ဆင့်ကိုဆက်သွားနိုင်မယ်ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိမှကျွန်တော်ဘောလုံးကစားတဲ့ခါမှာဟန်ချက်ညီမယ်ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိမှဘောလုံးကစားတဲ့ခါမှာကျွန်တော်တို့ကမိနစ်90လုံးဆော့နိုင်မှာဖြစ်တယ်ဒါအတွက်ကြောင့်ကျွန်တော်တို့ကဘောလုံးမကန်ခင်မှာကျွန်တော်အနေနဲ့ physical exercise ကိုကျွန်တော်တို့ကလုပ်တင်တယ်ကျွန်တော်အခုပြောတဲ့အကြောင်းအရာဘောလုံးမကန်ခင် warm up လုပ်တဲ့ဥစ္စာတွေပြောချင်တာမဟုတ်ဘူးကွင်းမုံကတူးလေချင်ကန်တို့ကြောရှာတော့ပြောချင်တာမဟုတ်ဘူးကျွန်တော်ဘောလုံးကန်တော့မယ်ဆိုရင်ဘာတွေတင်ဆက်ရမလဲဆိုတဲ့အချက်တွေပြောပြချင်ပါတယ်အားလုံးကျေးဇူးတင်တယ်နောက်ဗီဒီယိုတွေမှာတွေ့ကြမယ် bye bye